ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရကကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ရင်ခြေတူလက်တူမျက်လုံးအစားထိုးတာတွေအခမဲ့ပြုလုပ်ပေးနေတယ်လို့ WAG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။လုပ်ငန်းခွင်အတွင်းမတော်တဆကြောင့်ကိုယ်လက်အစိတ်အပိုင်းဆုံးရှုံးသွားရတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့အစားထိုးကုသလူပါက WAG အလုပ်သမားမဟာမိတ်အဖွဲ့ကနေတဆင့်ထိုင်းအစိုးရခွင့်ပြုချက်နဲ့ဖွင့်လှစ်ထားတဲ့ဝန်ဆောင်မှုစင်တာကိုဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုံတိုင်းကပြောပါတယ်။အလုပ်သမားအနေနဲ့ပတ်ကန်ရှိမယ်အထောက်အထားအချက်အလက်အစုံရှိမယ်ဆိုရင်အဲ့ဒီမှာနေထိုင်ခွင့်ပေးကခြေတူးလက်တူအခမဲ့လုပ်ပေးတယ်လို့သူကဆက်ပြောပါတယ်။အဆိုပါစင်တာဟာကိုလက်အင်္ဂါအစားထိုးပေးတာအပြင်အလုပ်သမားတွေကိုအသက်မွေးဝမ်းကြောင်းပညာတွေဖြစ်တဲ့စပြည့်ညက်ပညာစိုက်ကဲ့ပြင်အစရှိတဲ့အသက်မွေးဝမ်းကြောင်းပညာတွေကိုလည်းအခမဲ့သင်ကြားပေးကပညာတက်မြောက်သင်ယူပြီးတဲ့နောက်နေရမပြန်နိုင်သူတွေကိုလည်းလစာနဲ့ပြန်လည်အလုပ်ခန့်ထားပေးတယ်လို့သိရပါတယ်။ကျမကတော့စိန်ပါ